enjoy the day first and make some new friends. Everybody every day in the office, we are very stressed, working very much, but today is just to relax. Easy night. Winner ရရှိသွားတဲ့အသင်းကတော့ဒီဒီဒီနေ့စုရသွားတဲ့အနေအသေးကိုလည်း congratulation ပြောပါတယ်ကျန်တဲ့အသင်းအားလုံးကိုလည်း congratulation လို့ပြောပါတယ်ကျွန်တော်တို့ participate လုပ်ကြတယ်အားလုံးအတူတူကပျော်ကြတယ်ရွှင်ကြတယ်ဒီနေ့အားတွေသုံးကြတယ်ဒီနေ့ပြင်ပန်းမှုတွေကနောက်နေ့အတွက်အားတွေဖြစ်တယ်ဆိုတော့မမေ့ပါနဲ့အားလုံးဒီနေ့ပျော်ကြပါဦးလားနောက်တစ်ခါ